ဆုံးတွဲလေးတွေဟာနားလည်မှုရှိကြတဲ့အခါတယောက်တလန်းခွဲလျှောက်တော့ကောင်းလေးကခိုးပြီးမြေယူဝဲတယ်ကပါကြီးတဲ့ဆန်းကျင်ဘက်ပေါ်ကောင်းမလေးကနောက်တယောက်ရဲ့လက်ကိုတွေ့တယ်ကိုရဲ့ခွဲမတော်ရဘူးဆိုပြီးတော့မြေသူအဲ့လိုချွဲတယ်သူရမ်းမဲချစ်တဲ့အကြောင်းတွေကောင်းလေးကချင်းတဲ့ထဲရက်ဆိုခဲ့တယ်ပေါ်ရန်တွေရဲ့ကြားမှာကောင်းမလေးကနောက်တယောက်နဲ့ပြောပါရင်နဲ့ပေါ်ပြောစရာတွေနဲ့ပါလာကောင်းလေးခမရဲ့တွေနဲ့ကူစားရင်နဲ့ပေါ်လူတွေကဝိုင်းပြောလေသူရင်ခွဲမတက်ချစ်တာပါတယ်ကောင်းလေးရဲ့အတိမ်မှာကောင်းမလေးကဖြစ်မရတဲ့မဲဆက်ဖြစ်ခါသွားခဲ့ဦးထူသေးရွက်တွေကျွေးနေတဲ့ရှင်ဘတ်ထဲခံစားခဲ့ရတယ်သူဖတ်ထားဝင်မြခဲ့ပြန်နောက်ဆုံးလို့ရရင်ချိန်တွေတဲ့သူမနဲ့ဆုံးစည်းခွင့်ရတဲ့နေ့မှာတည်ဆုံးလို့သွားခြင်းတဲ့ဆက်များကြရင်ဖို့ချေခွဲချေရချင်ရင်တွေကလွမ်းရဲ့ပြန်သွားတဲ့ငန်းငယ်တရားများနဲ့ဖနက်တရနာသူချမ်းခဲ့မဟာပထဝီမြေကြီးတဲ့စီဝင်ကပျောက်ဆုံးလို့သွားလေချစ်ချင်လာတဲ့ခါချာတယောက်ဘလောက်ကောင်းကောင်းဖြစ်မြင်လာရောဟိုးကောင်းရဲ့ခြေလေးလွှတ်စင်လာတဲ့ချိန်ပြောနေတဲ့လူတစုမင်းမြင်လာပြောမင်းမြင်လာပြောညချိန်မတော်မင်းပြင်းနေစကားတွေနဲ့ပြင်းပြီးလာပြောတဲ့ဒီစကလီကောင်းတွေနဲ့ခင်ချင်လာတော့ပြီးအဲ့လူတွေပေါ်စိတ်ရောက်ပြီးမင်းချင်လာရောဟုတ်လားကောင်းမလေးကမျက်ကိုပြူခဲ့သူကောင်းလေးရဲ့တိတ်ခါကိုဖက်ဆဲဘူးတဲ့သူဟိုအရင်ကလက်တကြွနဲ့ခုနဲ့တူထားတဲ့ကတိတွေကိုပြည့်ရည်ပြူခဲ့သူဆုံးမတို့လွယ်နေချားတဲ့ဘွားတော့ဖုံအလိုရဲ့ရှုံမဖို့ခချစ်တခုဟာကုန်းတွတ်နဲ့မှမဟုတ်ရင်မှိုက်တစ်ခုလို့ဖုံတက်ဖို့လွယ်တယ်စက္ကန့်တိုင်းတတိတွေရညောက်တူရိုက်တဲ့ဓာတ်ပုံနဲ့ကြည့်နေကြကောင်းလေးကခုကြတော့အခန်းတစ်ခန်းချောင်းလေးနားမှာမျက်ရည်တွေပါဖို့စီးနေတာမေလေးမရှောက်ပါရမင်းကိုချစ်မဲ့သူကိုပဲဒီချိန်ဆောင်ရမှာအဲ့လိုတငယ်ချင်းတွေဖြောင်းဖြကြလေကောင်းမလေးကိုစောင့်နေတဲ့ပေါ့ဝမှာအမြဲလို့ဖြူစင်စောဒီနှလုံးသားပြေပုံးကချပြီးဆုံးလို့တော့ပေမဲ့ကဘာမြေရဲ့နေရာတွေနှမ်းသူမရဲ့စကားတွေမြဲကြနေတယ်လေးနဲ့တမ်းမောင်းများစွာတယ်ဘာတို့ဝင်ကပြောဆုံးမောင်တို့ကိုတိမ်မြတ်လို့တော့တဲ့ကောင်းလေးအခုတော့မိုးလင်းမှချေဦးထူသေးရွက်တွေကျွေးနေတဲ့ရှင်ဘတ်ထဲခံစားခဲ့ရတယ်သူဖတ်ထားဝင်မြခဲ့ပြန်နောက်ဆုံးလို့ရရင်ချိန်တွေတဲ့သူမနဲ့ဆုံးစည်းခွင့်ရတဲ့နေ့မှာတည်ဆုံးလို့သွားခြင်းတဲ့ဆက်များကြရင်ဖို့ချေခွဲချေရချင်ရင်တွေကလွမ်းရဲ့ပြန်သွားတဲ့ငန်းငယ်တရားများနဲ့ဖနက်တရနာသူချမ်းခဲ့မဟာပထဝီမြေကြီးတဲ့စီဝင်ကပျောက်ဆုံးလို့သွားလေဒါဆိုပုံပြင်းတဲ့အကောင်က